ရှင်ဒီနေ့မှာတော့အရင်ရတာရှိတယ်ဝတ်သားချင်းမွေးဆက်ကြော်လေးကိုဒီနေ့တူတူကြော်စားကြမယ်နော်ဒါလေးကတော့ပြင်ထားရမယ့်ဝတ်သားပါရှင်ဒီဝတ်သားချင်းမွေးဆက်ကြော်ကလေတခြားအသားတွေထက်ဆိုင်ဝတ်သုံးထက်သားနဲ့ကြော်စားတာကပိုစားလို့ကောင်းတယ်ပေါ့နော်ပြည့်ရတော့ဝတ်သားသုံးထက်သားပြားကိုသုံးထားပါတယ်ဒီလိုသုံးထက်သားပြားဝယ်မိအောင်လို့ရှိရင်လည်းကိစ္စမရှိဘူးနော်အစီသားမျှတဲ့သုံးထက်သားအတုံးကိုသုံးလို့ရပါတယ်ရှင်ပြည့်ရတော့လေဈေးမှာသုံးထက်သားပြားလေးတွေရှိနေတာနဲ့လွယ်လွယ်ကူကူမြင်မြင်ဆက်ဆက်လုပ်လို့ရအောင်လို့ဝယ်လာလိုက်တာပါအရင်ဦးဆုံးဝတ်သားပြားလေးတွေကိုလေဒီလိုအနေထားလေးတွေလှိပေးထားတယ်ပေါ့နော်ခံမှန်းချီတစ်လက်မကွယ်နှစ်လက်မဝင်းချင်လောက်ပေါ့အတိအကျတော့မဟုတ်ပါဘူးကိုစားနိုင်မယ့်အနေထားလောက်ဆိုရပါတယ်နော်တကယ်လို့ကိုဝယ်လာတာကသုံးထက်တာအတုံးဆိုလို့ရှိရင်တော့လေဝတ်သားကိုအရင်နူးအောင်ပြုတ်ပေးရပါမယ်နော်ဝတ်သားနူးပြီးဆိုမှအေးခန္ဓာပြီးအေးသွားမှအခုလိုပပလေးလှိပေးပါရှင်ခဲ့တာဆိုရင်တော့ခုနကလှိထားတဲ့ဝတ်သားပြားလေးတွေကိုအရင်ဆုံးပြုတ်လိုက်ပါမယ်နော်ဝတ်သားလေးတွေကလေပပလှိထားပြီးသားလေးတွေဆိုတော့တိတ်အကြရင်ပြုတ်เสียမလို့เนาะဒီလိုနေထားလို့ဆိုရပါပြီပြည့်ဆိုတာ10မိနစ်လောက်ပဲပြုတ်လိုက်တာပေါ့နော်ပြီးရင်ရေစစ်ချပါမယ်အခုလိုမျိုးရေစစ်ပြီးသားပြီဆိုလို့ရှိရင်တော့ဝတ်သားကိုအရသာနေထားပါမယ်ရှင်စားထည့်ပါမယ်ကြက်သားမုတ်ထည့်ပါမယ်အချို့မုတ်လေးနည်းငယ်ထည့်ပြီးတော့အရောင်အတွက်ပင်ငက်ပြားရဲ့အနောက်လေးထည့်ပြီးအရသာနေထားပါမယ်နော်တကယ်တော့အရသာကိုကျုံမနေထားပဲနဲ့ကြော်တဲ့ခါကျမှအရသာတစ်ခါလေးဆက်လေးရပါတယ်နော်အရသာနဲ့ပြီးရင်တော့အသားကိုနှက်ထားလိုက်ပါမယ်အသားနှက်ထားတဲ့အချိန်မှာချင်းလှိပါမယ်ရှင်ချင်းကိုကြတော့လေချင်းအမြောင်းလေးတွေဖြစ်အောင်လှိမှာဖြစ်တဲ့အတွက်ကြောင့်မလို့တိချလေးအခွန်ခွာပြီးတော့ချင်းပြားလေးတွေအရင်လှိချတယ်ပေါ့နော်ပြီးသွားရင်တော့အခုလိုမျိုးနှုတ်နှုတ်ဆင်းတယ်လို့ချင်းမြောင်းလေးတွေဖြစ်အောင်လှုပ်ထားပါတယ်ဖြစ်ရတော့လေချင်းကြိုက်တဲ့သူမို့လို့လားမသိဘူးချင်းနဲ့လေးမှုလေးဖြစ်အောင်လို့ချင်းပို့ထည့်ထားတယ်ပေါ့နော်ပြီးသွားရင်ငရုတ်သီးစိမ့်လေးတွေကိုအခုလိုမျိုးဆောင်းဆောင်းလေးတွေလှိပါမယ်ကိုယ်ဆက်စားနိုင်တဲ့လောက်ထည့်ပါနော်ဖြစ်ရတော့ငရုတ်သီးလေးတွေနည်းနည်းပို့ထည့်ထားပါတယ်ရှင်ခဲဒါဆိုရင်တော့စားချက်လို့ရပါပြီအရင်ဦးဆုံးအိုးထဲမှာစီလေးနည်းနည်းပဲထည့်ပါမယ်နော်သုံးထက်သားကနေပြီးတော့အစီတွေထွက်လာအောင်မလို့ပါစီပူလာပြီဆိုလို့ရှိရင်တော့ချင်းနဲ့ငရုတ်သီးစိမ့်တဝက်ကိုပေါ့နော်အရင်ဦးဆုံးထည့်ပြီးတော့ကြော်ပါမယ်ချင်းနဲ့လေးတွေမှုှလာတဲ့အထိစီတက်ပြီးကြော်ပေးရပါမယ်ရှင်ချင်းနဲ့ငရုတ်သီးစိမ့်နဲ့လေးတွေမှုှလာပြီဆိုလို့ရှိရင်တော့တရုတ်ဟင်းခတ်အမွေးကြံဖြစ်တဲ့6ကောလို့ခေါ်တဲ့6ကောအမှုံရဲ့ပါကြော်လို့ခေါ်တဲ့ပါကောအမှုံနဲ့တရုတ်ငရုတ်ကောင်းမှုံကိုပါတစ်ခါလေးထည့်ပြီးတော့စီတက်ပေးပါတယ်နော်ကဲအခုဆိုရင်တော့ဂျင်းနံလေးတွေရောအမွေးကြိုင်နံလေးတွေရောအရန်ကိုမွေးလာပြီဆိုလို့ရှိရင်တော့ခုနကအရသာနေထားတဲ့ဝတ်သားကိုပါတစ်ခါလေးထည့်ပြီးတော့ကြော်ပေးပါမယ်ရှင်ဝတ်သားကြော်တဲ့အိုးကလေနည်းနည်းလေးသေးသွားလို့ပေါ့နော်ဝတ်သားကိုအရသာကျူပြီးတော့နေထားလိုက်တာပါရှင်အရသာကျူမနေပဲနဲ့လေအခုလိုမျိုးကြော်တဲ့ခါကျမှအရသာဆက်လေးရတယ်နော်ပြီးသွားလို့ရှိရင်တော့ခုနကဂျန်နဲ့ငရုတ်သီးတစ်ဝက်ကိုအကုန်လုံးထည့်ပြီးတော့နှံ့သွားအောင်လို့ကြော်ပေးပါမယ်ရှင်အရသာအတွက်လည်းမြည်ကြည့်လို့ရပါတယ်ပြည့်ရတော့အစားထပ်ထည့်လိုက်ပါတယ်ရှင်အရသာနှံ့သွားအောင်လို့တေချာလေးအထအောက်လေးမှွေပေးပါရှင်သုံးထပ်သားကနေပြီးတော့လည်းအစီလေးထပ်ထွက်လာအောင်ပါဆိုတော့လေစီအများကြီးထည့်ဖို့မလိုပါဘူးနော်ဒါဆိုရင်တော့ဝတ်သားချင်းမွေးဆက်ကြော်လေးကရပါပြီရှင်ချုံနီးလေးကလည်းအရန်လွယ်ကူပြီးတော့လေထမင်းဖြူနဲ့စားရင်လည်းအရန်ထမင်းမိန်နာမလို့အားလုံးလိုက်လို့စားကြည့်ကြနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးပါရှင်အားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲတတ်တာ